Bitcoin ဒေါ်လာ8000ကျော်ပြန်ရောက်သွားတဲ့အတူတူ altcoin တွေအခြေအနေကောင်းလာတာကိုတွေ့ရတယ်။ထိပ်တန်း altcoin တွေမှာဘယ်ကောင်တွေကတော့ရှောင်သင့်ပြီးတော့ဘယ်ကောင်တွေကတော့မျက်စိကျစရာကောင်းနေလေသုံးသက်ပေးသွားမယ်။မင်္ဂလာပါ Crypto Gary ကနေကြိုဆိုပါရစေကျွန်တော်ကတော့ Gary ပါ။ Bitcoin အနေနဲ့ဒေါ်လာ8000ကျော်သွားတာနဲ့အများ Crypto လောကပြန်အဆင်ပြေတော့မယ်ဆိုပြီးတော့အကောင်းမြင်တဲ့သူတွေများလာတာကိုကျွန်တော်တို့တွေ့နေရပါတယ်။ကျွန်တော်တို့ CG Grind ကလည်း Bitcoin 8000ကျော်တာကို congratulation ဂုဏ်ယူတဲ့အပြင်ဒါက Crypto လောကအတွက်အပေါင်းဆောင်တဲ့အရာလို့ကျွန်တော်တို့သိချသတ်မှတ်ပါတယ်။ဒါကိုမြင်သာစေတဲ့တစ်ချက်ကတော့ Crypto လောကရဲ့ Fears and Greed Index ပါ။လွန်ခဲ့တဲ့လမှာစနစ်နဲ့ဆိုးရွားဖြစ်ခဲ့တာကနေပြီးတော့အခု42ကိုတက်လာနိုင်တယ်ဆိုတာက recover ဖြစ်နေတယ်ဆိုတာကိုသိတသာမိမောင်းထိုးပြနေတာပဲဖြစ်ပါတယ်။ Bitcoin ကို8000ကျော်သွားစေခဲ့တာကတော့1000တိုင်း ETF တွေဖြစ်ပါတယ်။လွန်ခဲ့တဲ့ရက်ပေါင်း30အတွင်းမှာ ETF inflow တွေ3-4ရက်ဆက်တိုက်အားကောင်းခဲ့တဲ့အတွက်ကြောင့်မလို့8000ထိပြန်တက်နိုင်ခဲ့တာလို့ယူဆလို့ရပါတယ်။ Crypto လောကမှာလူလေးစားခံရတဲ့ Arthur Hayes ကတော့ဒီနှစ်ကုန်2026မှာ Bitcoin ကဒေါ်လာ1,200,000ခွဲထိအေးဆေးပြန်တက်နိုင်တယ်ဆိုပြီးတော့ဟောကိန်းထုတ်ခဲ့ပါတယ်။သူ့အနေနဲ့အဓိကထောက်ပြတာကတော့ American နိုင်ငံမှာ spending တွေအများများနေပြီးငွေကြေးဖောင်းပွားမယ်ဒီလိုအချိန်မှာ Bitcoin ကအင်အားရှိမယ် Bitcoin ကိုလူပိုသုံးတာများလာမယ် ETF တွေကလည်းပိုရောင်းကောင်းလာမယ်ဆိုပြီးတော့သူကထင်ကြီးပေးခဲ့တာပါ။လက်ရှိမှာရွေးချယ်လို့ကောင်းတဲ့ထိပ်တန်း altcoin တွေကိုကောင်းမကောင်းသုံးသပ်ပေးပါမယ်။ Ethereumတနစ်တာ performance ကိုကြည့်လိုက်ရင်2496ကနေပြီးလက်ရှိမှာ2300နားမှာရပ်တည်နေတဲ့အတွက်ကြောင့်မလို့ Ethereum ကို A လို့အဆင့်သတ်မှတ်ပေးပါမယ်မစိုးလို့ပြောလို့ရပါတယ် Bitcoin ရဲ့ liquidity ကိုအကောင်းဆုံးစုပ်ယူနိုင်တဲ့အနေအထားမှာရှိနေပါတယ်အဓိကစောင့်ကြည့်ရမှာကတော့2500ဈေးတန်းဝန်းကျင်လို့ထင်မြင်ယူဆမိပါတယ်2500ဝန်းကျင်ကိုကျော်သွားပြီဆိုတာနဲ့ Ethereum bull case ကဈေးတက်ဖို့ကတော်တော်ကိုအသေးချသွားမှာဖြစ်ပါတယ်တခုက XRP ပါ XRP ကတနစ်တာ performance အရဆိုရင်တော့ကျွန်တော်သူ့ကိုအမှတ် B ပေးချင်ပါတယ်တနစ်တာအတွင်းမှာတန်ဖိုးဆိုးရွားကြတာကိုမြင်တွေ့နေရတာဖြစ်ပါတယ်ဒါကြောင့်မလို့ XRP ကထိပ်တန်းဖြစ်နေပေမဲ့လက်ရှိမှာရွေးချယ်လို့မကောင်းတဲ့ coin မျိုးစားလို့သုံးသပ်မိပါတယ်Solana ကို Crypto Gary အနေနဲ့ကတော့ B+ လို့အမှတ်ပေးချင်ပါတယ်တနစ်တာအတွင်းမှာတန်ဖိုးကြတာကိုတွေ့ထားပြင်မဲ့လေတလတာအတွင်းမှာတိတာထင်ရှားတဲ့ဈေးတက်မှု15%တိုးတက်မှုကိုမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်Crypto Gary အနေနဲ့ Solana ကိုဒေါ်လာ100ကျော်မှမြင်ဖို့အတွက်လူကိုလိုအပ်ပါတယ်ဒေါ်လာ100ကိုကျော်သွားပြီဆိုတာနဲ့ Solana ရဲ့အမှတ်က A ဖြစ်သွားမှာဖြစ်ပါတယ်ဒေါ်လာ100ကိုကျော်ဖို့အတွက်လည်းသူတို့တောက်လျှောက်စူးစမ်းနေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်Dogecoin ကလည်း share XRP လို့ပဲ B အမှတ်ပေးကြပါတယ်တနစ်တာအတွင်းမှာတန်ဖိုးဆိုးရွားစွာကျနေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ Cardanoပြောခဲ့သမျှ altcoin တွေထဲမှာတနစ်တာ performance အရာအဆိုးရွားဆုံး coin လို့တော့မှစိတ်မကောင်းစွာနဲ့ပြောကြပါတယ်$3.8နေပြီးတော့$3.2ခွန်အထိစိုးရွားကျခဲ့တာဖြစ်ပါတယ်ရာခိုင်နှုန်းအရ66%ကျခဲ့တာဖြစ်ပါတယ်Cardano founder ဖြစ်တဲ့ Charles Hoskinson က Midnight ဆိုတဲ့ blockchain project တစ်ခုထုတ်လိုက်တဲ့သတင်းတွေကြောင့်လည်း Cardano ပေါ်ကိုအားဆိုင်မှုလျော့သွားမလားဆိုပြီးတော့ rumors တွေလည်းထွက်ပေါ်လျက်ရှိပါတယ်ထိပ်တန်း altcoin တွေထဲမှာလက်ရှိ market အနေထားအရ Cardano ကတော့အဆိုးရွားဆုံး performance လို့ပြောလို့ရပါတယ်သူ့ကိုကျွန်တော် C လို့အမှတ်ပေးချင်ပါတယ်ခုချိန်ကစပြီးတော့ကျွန်တော်ခိုင်မာတဲ့ crypto coin တွေစီကိုရောက်ပါပြီအဲ့ဒါကတော့ BNB ပါ BNB ကိုကျွန်တော်က A+ လို့အမှတ်ပေးချင်ပါတယ်တနစ်တာအတွင်းမှာဒေါ်လာ660ကနေစခဲ့ပြီးတော့အခု698လွန်ခဲ့တဲ့တစ်နှစ်ကဈေးနှုန်းကိုပြန်ပြီးတော့ကျော်နိုင်လားဆိုလို့ထူးခြား BNB ပဲရှိတာဖြစ်ပါတယ် BNB က A+ အမှတ်ရပါတယ်နောက်တစ်ခုကတော့ Hyper Liquid ပါ Hyper Liquid ကတစ်နှစ်တာအတွင်းမှာ$24ကနေပြီးတော့$40နားမှာအတက်ပြပြီးတော့ရပ်တည်နေတာဖြစ်ပါတယ် Hyper Liquid ရဲ့အဓိကအားသာချက်က token model ဖြစ်ပေမဲ့လည်း demand ကောင်းအောင်လုပ်ထားတဲ့အတွက်ကြောင့်မလို့အခုလိုမျိုးနံပါတ်10နေရာမှာရပ်တည်နေပြီးတော့တစ်နှစ်တာ performance ကောင်းလာခြင်းလည်းဖြစ်ပါတယ်သူ့ကိုလည်းကျွန်တော် A+ အမှတ်ပေးချင်ပါတယ်အခုကတော့ Zcash ဖြစ်ပါတယ်သူ့ကိုလည်းကျွန်တော် A+ အမှတ်ပေးချင်ပါတယ် Zcash ရဲ့တစ်နှစ်တာအတွင်းမှာဈေးနှုန်းတိုးတက်မှု all time high အသစ်ကိုရောက်ခဲ့တာကိုကျွန်တော်မြင်တွေ့ရမှာဖြစ်ပြီးတော့ရေတို performance တစ်လစာ performance မှာလည်းတော်တော်တိုးတက်အားရစရာကောင်းတဲ့ performance ကိုမြင်ခဲ့ရတာဖြစ်ပါတယ် Zcash ကို crypto လောကမှာကျင်လည်နေတာကြာပြီဖြစ်တဲ့ OG တွေကလည်းဒီနောက်ပိုင်းမှာပြန်စိတ်ဝင်စားလာတာတကြောင်Zcash ကိုယ်တိုင်ကလည်း Bitcoin လိုမျိုး supply 21တန်းပဲရှိလို့ရှားပါတယ်ဆိုတဲ့အတွက်ကြောင့်လည်းအခုလိုမျိုးဝယ်လိုအားပေါ်လာတဲ့အချိန်မှာဈေးနှုန်းတိုးတက်မှုကိုတိတိကျကျမြင်လာရတာဖြစ်ပါတယ်။ကဲဒါကတော့မေလ2026အတွက် Crypto Gary ကနေထိပ်တန်း altcoin တွေကိုသုံးသပ်ပေးခဲ့တာဖြစ်ပါတယ်။ Crypto Gary ပေးထားတဲ့အမှတ်တွေကိုကြည့်ပြီးတော့ချင့်ချိန်သုံးဆွဲစေချင်ပါတယ်။ Channel ကို subscribe လုပ်ပေးကြပါအားလုံးနောက်ရမှာပြန်တွေ့ပါမယ်။